ကျွန်တော်တို့ကဘာကြီးရဲ့90ရာခိုင်နှုန်းဟာရေဒီနဲ့ဖုံးလွှမ်းနေတယ်ဆိုတာသင်တို့သိပြီးသားဖြစ်မှာပါ။ဒါကြောင့်မို့ပင်လယ်သမုဒ္ဒရာထဲမှာလည်းထူးဆန်းအောဝယ်သတ္တဝါတွေကလည်းပြည့်နှက်နေပါတော့တယ်။ဒီစုံဝင်ကန်းလေးကိုအတူတူကြည့်လိုက်ရအောင်ပါ။ What is it? It's so pretty. I'm feeling happy, which is a big deal for me. I want to touch it. Oh, Hey, come back. Come on back here. I'm gonna get you. I'm gonna get you. I'm gonna get you. I'm gonna swim with you. I'm gonna get you. I'm gonna be your best friend. Good feelings gone. ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ပင်လယ်နက်တဲ့လင်းလင်းရောင်လုံးဝမရောက်နိုင်တဲ့အမောင်ပြည့်ရှိနေတဲ့ကဘာတစ်ခုမှာနေထိုင်ကျက်စားတဲ့ထူးခြားတဲ့ angler fish အကြောင်းကိုလေ့လာကြရအောင်ပါ angler fish ဟာ deep sea fish တစ်မျိုးဖြစ်ပါတယ်သူကပင်လယ်ရေမျက်နှာပြင်ကနေအနည်းဆုံး200မီတာမှ2000မီတာအနက်လောက်မှာနေထိုင်ကြပါတယ်ဒီနေရာဟာအလင်းမရှိသလိုအလွန်အေးပြီးရေဖိအားလည်းအလွန်များတဲ့နေရာပါအန်ဂလရဲ့အဓိပ္ပာယ်ကငါးများသူလို့ဆိုနိုင်ပါတယ်ဆိုလိုတာကဒီငါးဟာသူ့နာမည်နဲ့လိုက်အောင်ငါးကိုပြန်များမဲ့ငါးပါထူးခြားတာကသူ့ရဲ့ခေါင်းမှာပါတဲ့အမြင်ကလေးပါဒီအရာကငါးတွေကိုသွေးဆောင်ဖို့အကောင်းဆုံးသောငါးများတန်ဖြစ်နေပါတော့တယ်ဘယ်လိုသွေးဆောင်တာလဲဆိုရင်ဖြင့်ဒီအမြင်လေးရဲ့ထိတ်ကမီးသီးလေးလိုလင်းနေပါဒီအရာဟာတခြားသောငါးတွေကိုဆွဲဆောင်နိုင်ပါတယ်ဆိုတော့ဆက်ဆက်ဆုစုငါးတွေအတွက်တော့ပြန်လန်းမရှိတဲ့ထောင်ချောက်ထဲကိုတိုးဝင်သလိုပါပဲအဲ့ဒီအလင်းကိုသူကိုယ်တိုင်ထုတ်တာတော့မဟုတ်ပါဘူးအလင်းထုတ်နိုင်တဲ့ဘက်တီးရီးယားတသေးလေးတွေကအမြင်လေးရဲ့ထိပ်မှာနေထိုင်ကြပြီးအလင်းထုတ်ပေးနေကြတာပါဒီအရာကို angler fish တွေကငါးများတန်ကဲ့သို့အသုံးပြုပြီးအမဲလိုက်နေကြတာပါနောက်ထပ်ထူးခြားတဲ့အချက်က angler fish တွေကသူတို့ခန္ဓာကိုယ်ထက်2ဆလောက်ကြီးတဲ့အကောင်တွေကိုစားနိုင်နေတာပါသူတို့မှာအလွန်ကြီးမားတဲ့ပါးစပ်သွားတွေနဲ့အလွယ်တကူချုပ်နိုင်ချင်းနိုင်တဲ့ခန္ဓာကိုယ်ရှိနေလေတော့အလွယ်တကူစားနိုင်နေတာပေါ့နောက်ထပ်ထူးခြားတဲ့အချက်က angler fish အမနဲ့အထီးကွာခြားချက်ပါအမတွေမှာသာဖြားယောင်သွေးဆောင်နိုင်တဲ့အလင်းလုံးလေးတွေရှိနေတာပါအထီးတွေမှာတော့မရှိပါဘူးဒါတွေကိုလည်းမတွေ့ရတတ်ပါဘူးဒါတွေပဲလားဆိုရင်ဖြင့်အမတွေကအထီးတွေထက်အဆ30ဒါမှမဟုတ်အဆ50လောက်ကြီးနေတတ်ပါတယ်အထီးတွေကဆိုရင်ဖြင့်အမတစ်ကောင်ကိုတွေ့ရင်ကိုက်ပြီးအမရဲ့ခန္ဓာကိုယ်မှာကတ်တွေနေထိုင်ပါတော့တယ်နောက်ဆုံးမှာအထီးတွေကအမနဲ့ပေါင်းဆက်သွားပြီးအထီးတွေကအမရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုဖြစ်သွားပါတော့တယ်ဒါကအထူးခြားဆုံးမျိုးပွားတဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့နီမိုနဲ့ဒိုရီတို့ကြောက်ခဲ့ရတဲ့ angler fish ကတကယ်တော့ပင်လယ်ရေအောက်အမောင်ကဘာထဲမှာရှင်သန်နေထိုင်နိုင်မှုအံ့ဩစရာကောင်းတဲ့အချက်တွေနဲ့ဖြစ်တည်နေတဲ့သတ္တဝါတစ်မျိုးဖြစ်ပါတယ်တဘာဝလောကဟာတစ်ခါတလေကြောက်စရာကောင်းသလိုအံ့ဩဖွယ်ရာလည်းဖြစ်နေပါတော့တယ်